ထောင်းစုကနာကိုနေဇူလိုင်လ10ရက်တနင်္လာနေ့မြန်မာပိုင်းတတိယစီစဉ်ကိုအကောင်ပြတဲ့တော့တည်င်းမီဒီယာကနေစတင်တောက်လင်းနေပါခင်ဗျာမြန်မာပိုင်းတတိယစီစဉ်မှာမော်တော်ခရိုင်တောင်ပြူလေးဝဲမြို့480စိုက်နေကြဆောင်ရည်များကတစ္ဆကများထံမှာငွေသိန်းနဲ့ရှိညယုံနေခြင်းတည်မော်တော်ခရိုင်တောင်ပြူလေးဝဲမြို့နယ်ချင်းပုတ်ချူစုချေရွာအစုတီနေကြဆောင်ရည်များကနေစဉ်နေအများရွာသားများကိုချင်းပန်းနဲ့ဆင်မှုကြောင့်လေယာစိတ်ဆိုးကြီးမလုံးနိုင်တဲ့အဖြစ်အငယ်ဘေးဒုက္ခကြုံတွေ့နေရခြင်းတည်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားရိုဟင်ဂျာဒုက္ခတွေအလုံးကိုဖြန့်ခေါ်ရေးမြန်မာအစိုးရအနေနဲ့အသေးရှိလေးလေးနက်နက်ဆောင်ရွက်လာဖို့အတွက်ကုလသမဂ္ဂဘက်ကထွန်းအားပေးပါလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဝန်ကြီးမိုဟာမက်အလီကတိုက်တွန်းလိုက်တဲ့တည်ဒီနေ့ထောက်ကြည့်မြောက်မြန်မာနိုင်ငံတို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စဟီလီရောက်ရှိလာမယ့်တည်စတင်နေပါလိမ့်ခင်ဗျာစကိုင်းပြည်နယ်မောင်တော်ခရိုင်ထောင်ဖြူလက်ဝဲမြို့400ကျေးရွာချက်ဆိုင်နေမြေလေးမှာနေချဆောင်ရေးများကအဖြစ်မဲ့ဒေသခံရွာသားများကိုဓာတ်ထုံမုံနဲ့ပတ်သက်ပြီးလွတ်ကျဆစေမင်းရင်ခေကြောင့်တည်ရရှိပါတယ်ခင်ဗျာတောင်ပြူလဲဝဲမြို့400ကျေးရွာအခြေဆိုင်နေမြေလေးမှာနေချဆောင်ရေးများကိုဒေသခံရွာသားများထံမှငွေညံ့ယုံနိုင်တဲ့နေလည်းများရှာပေးပေးခဲ့သူဟိုနူအစ္စလာမ်အသက်34နှစ်ကိုဇွန်လ24ရက်နေ့ကဓာတ်ထုံမုံနဲ့ပတ်သက်၍နေချဆောင်ရေးများကအဖြစ်မဲ့ဒေသခံများကိုတင်စီခေယာဒေသခံ14ဦးကိုတင်စီခေပြီး10ဦးကိုဇူလိုင်လ10ရက်နေ့တွင်ငွေညံ့ယူပြီးကျန်လီလူဖိတ်ခဲ့တော်လဲချန်4ဦးကိုပုတိတောင်အချင်းတောင်တို့ပို့ဆောင်ခဲ့ကြောင်းဒေသခံများကပြည်မီဒီယာသို့ပြောဆိုပါရခင်ဗျာငွေညံ့ယူခရပြီးချန်လီလူမြောက်လာသည့်400ချီရွာသို့အလေယာမဒေသခံ10ဦးမှာဘာတွန်ဘာဥပကာအသက်45နှစ်တမငွေကျန်တဲ့ရှော့ဖီဘာဥလတီအသက်22နှစ်တမငွေကျတတင်ကွေအာယုဘာဥစမာအသက်16နှစ်တမငွေကျ7တင်ရှာမယာဘာဖကီအမတ်အသက်30နှစ်တမငွေကျ9တင်ကွေဆဒူရာမန်ဘာဥလာလူအသက်30နှစ်တမငွေကျ9တင်ကွေHavesh Sikandar Ba'u Abdul Aziz Ben Ngani Tema Ngweje Ngatinkwe Adurama Te Naseni Tema Ngweje Ngati Mujib Ba Ashrafullah Te Seshini Tema Ngweje Ngati Futia Ba'u Hamidullah Te Nasengani Tema Ngweje Ngati Bodru The session Sofeni Tema Wajen Abindu Pijaware Duna Popida Chindondo Puson Gayatu Leuma Abul Nurbashar Ba Uhai Then Seshini Setala Ba Futika Then Seleni Muhibullah Ba'u Fundura Tele Singani Anwar Islam Ba'u Aminullah Tena Sengani do Kijaware Kenya Datum Mukyopami Tia Lure Pensi Tayatu Leia Myayota Ushobul Amin Ba'u Budul Log Ate Ton Sengani Temale Mweje Tenga Senyuri Jongla Nesele Yeniti Pili Lupete Jongဒေသခံများကကြောက်ဆိုရတယ်ခင်ဗျာစကိုင်းပြည်နယ်မောင်တော်ခရိုင်တောင်ပြူလက်ဝဲမြို့ချွန်ပေါ်ဖြူစုချေအောင်စုဗော်ဒီရွာကိနေနီရွာဟောင်းရွာတို့စုနေကြဆောင်ရည်များကဝင်ရောက်ရေးရွာသားများကိုနေ့စဉ်ရက်ဆက်ရံပါနေစိမှုများပြုလုပ်ပြီးရွာချင်းစုတုံးဖို့နေတယ်လို့ဖြစ်နေသဖြင့်လေယာစိတ်ချူတဲ့မလွယ်တော့ပဲရှေ့လျှောက်အငဲ့ပဲကျုံတွေ့ရမည်အကျဉ်းတွေတို့
ဆိုက်ရောက်နေကြောင်းတင်ရရှိပါတယ်ခင်ဗျာတောင်ပြူလဲဝဲမြို့ချွန်ပေါ်ကျူစုချေအောင်စုဘော်တလီရက်ကွက်တိနိနဲ့ရွာဟောင်းရွာတို့ရှိဒေသခံရွာကအများစုမှာလေယာလုံးငန်းဖြစ်အသင်းဝန်းကြောင်းကျွနဲ့တုံများဖြစ်ကြပြီးကုသရှိရခိုင်နှုံးကျော်ဒေသခံများမှာစီဝနေဘောတုံများဖြစ်ကြပါတယ်ဂျုံလနဲ့ဇူလိုင်လများတွင်လေယာဆက်ချရမည်အရှင်ဖြစ်တော်လဲချင်းချောင်းနဲ့စီဝင်းချောင်းချေရွာများအခြေဆိုင်နေကြောင်းဆောင်ရတဖွဲမှာနေကြောင်းဆောင်ရေးများကနေစိန်ရွာများထဲသို့ဝန်ရောက်ရေးရွာသားများကိုရွာဖြင်းသို့မောင်းထုတ်ခြင်းအမျိုးသမီးများနဲ့ကလေးငယ်များကိုနေရင်များ၏အဖြင်းသို့ထောက်ရေးလက်နဲ့ကျဲ၍ချင်းချောက်ခြင်းတစ္ဆေများလူရဲခြင်းများနေစဉ်ရက်ဆက်ကျူလို့လျက်ရှိကြောင်းဒေသခံများကတတိမီဒီယာကိုပြောဆိုပါတယ်ခင်ဗျာနေကြဆောင်ရေးတွေကနေတိုင်းအနည်းဆုံး2ကြိမ်3ကြိမ်ထိလောက်အောင်ရွာထဲဝင်လာတဲ့ရွာသားတွေကိုမောင်းထုတ်တယ်အမျိုးသမီးတွေနဲ့ကလေးငယ်တွေကိုအင်းတွေကနေမောင်းထုတ်ပြီးအပြင်းမှစိုးတိုင်းခိုင်းတတ်တယ်နေဖို့မိုးရမချောင်းထိုင်ခိုင်းပြီးအပြင်းဖေးတယ်လို့လောက်တာတဲ့ဒီတော့ဒီစိတ်တွေလူရက်တယ်အခုစပါးဆိုင်ပြရမည်ရာတီမှာစပါးဆိုင်လို့မရဘူးရွာသားတွေကိုရွာထဲကိုခင်မဝင်ရတော့ပဲလောက်အောင်ချိန်ချောက်တယ်ဒါကတော့တနည်းအားဖြင့်နိုင်ငံထဲကနေဖွံ့ဖြိုးအောင်လုပ်တာပဲအခုလိုပုံစံမျိုးစုံလုံးနေရင်စပါးဆိုင်ရလိုက်ရတာမှာမလုံးနိုင်တော့ပဲချွန်ပေါ်ကျူစုကရွာသူရွာသားတွေအငဲပဲကြုံရဖို့ရှိနေတယ်ဟုဒေသခံတို့ကပြောဆိုပါတယ်ခင်ဗျာဒေသခံများကယခုခေတ်ဆုံးနေစဉ်ရက်စရင်ပါနေသည်ကိုရတံဖေးတဲ့ပြည်တော်စုအစိုးရတောင်းဆိုကြောင်းလွတ်လပ်စွာစိုက်ပျိုးခြင်းမဆိုးလာနိုင်ပါကအငဲပဲကြုံတွေ့ရမည်ဖြစ်တဲ့ပြင်မခံနိုင်တော့သည့်အဆုံးတွင်မလိုအပ်သည့်ပြဿနာများဖြင့်ရှုပ်ထွေးလာနိုင်ကြောင်းထို့ကြောင့်တဝန်ရှိသည့်ဒီနေ့အစိုးရနဲ့ပြည်ထောင်စုအစိုးရကအမြင်ဆုံးပြည့်စုံပေးပါတာတောင်းဆိုသည်ဟုဒေသခံများကပြောဆိုပါတယ်ခင်ဗျာကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးပရီဘိုဂရန်ဒီနဲ့သမဏေစနေနေ့ကထွတ်ဆုံဆွနေတာမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဝန်ကြီးကအခုလိုထိတ်တုံးပြောဆိုလိုက်တာပါဒီကနေ့2015ခုနှစ်အထိရခိုင်ပြည်နယ်တွင်းကမွတ်စလင်936.999ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကနေမြန်မာနိုင်ငံထဲပြန်လည်လွတ်ပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဝန်ကြီးကကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးကိုပြောဆိုရတယ်ခင်ဗျာနိုင်ငံအကြားဒုက္ခသည်10.820တို့ကိုနိုင်ငံသားစစ်လုပ်ငန်းတွေပြဆုံးထားပြီးဖြစ်ပေမဲ့2015ခုနှစ်ကစလို့မြန်မာအစိုးရဘက်ကဒုက္ခသည်ချင်းလက်ခံရေးလုပ်ငန်းစဉ်ကိုရပ်ဆိုင်းထားတဲ့အပေါ်မှာတော့စိုးရိမ်ပူပန်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဝန်ကြီးကုလသမဂ္ဂမဟာမင်းကြီးပရီဘိုဂရန်ဒီကိုအသိပေးခဲ့တယ်အကြောင်းလဲနိုင်ငံရေးဝန်ကြီးဌာနထုတ်ပြန်ချက်ကဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကမြန်မာဒုက္ခသည်တွေချမ်းလီခေါ်ရေးမြန်မာအစိုးရကဆက်ဆောင်ရွက်လာပေမဲ့လူသိရှင်ရာထောက်ပေါ်ပြောဆိုမှုကတော့မရှိလာပါဘူးဘင်္ဂလားဒေ့ရှ်နိုင်ငံကကော့ဇ်ဘဇာမှာမြန်မာဘက်ကဝင်ရောက်လာသူတွေမြတ်ဖလာနဲ့ဒါကြောင့်ဒေသအတွင်းလူမှုစီးပွားရေးနိုင်ငံရေးဒေသအတွင်းငွေတည်စည်ချမှတ်ရေးဆိုင်ရာစစ်တမ်းတွေခေါ်ယူနိုင်မှုနောက်တဘာဝပင်ဝင်ခြင်းအရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာနဲ့လုံခြုံရေးအကြံဉာဏ်တွေအပေါ်မှာဆော်ရွံ့မှုတွေဖြ
ဖြစ်စေပါတယ်လို့အင်္ဂါဒက်နိုင်ငံရဲ့ဝန်ကြီးကပြောဆိုခဲ့တာပါတရားမဝင်မြန်မာနိုင်ငံသားတွေနဲ့ဒုက္ခသည်တွေကိုဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလူသားချင်းစာနာတောက်တမှုဆိုင်ရာအခွင့်အရေးတွေပြန်ဖို့ဆောင်ရပေးခဲ့တဲ့အချက်တွေကိုလေကုလသမဂ္ဂရဲ့ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံအကြီးအကဲနိုင်ငံရဲ့ဝန်ကြီးကရှင်းပြခဲ့တဲ့ကုလသမဂ္ဂမဟာမင်းကြီးဒီဘိုဂရန်ဒီကမြန်မာနိုင်ငံခရီးစဉ်အပြီးမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီးမနက်ဖြန်တနင်္လာနေ့မှာတော့ခေါ်ဆိုတာမြန်မာဒုက္ခသည်တွေကိုထွားရောက်ဆက်ဆောင်မှာဖြစ်တယ်လို့လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးဌာနကရှင်းရချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေတွေကိုလေ့လာဖို့ကုလသမဂ္ဂဆက်လုပ်တဲ့အထူးကိုယ်စားလှယ်မစ္စဟီလီချောကြီးမြောက်ခရီးစဉ်အဖြစ်မြန်မာနိုင်ငံကိုဒီကနေ့ဇူလိုင်လ10ရက်နေ့မှာလာရောက်ဖို့စီစဉ်ထားပါတယ်ခင်ဗျာမြန်မာပြည်ကလူ့အခွင့်အရေးနဲ့သက်ဆိုင်တဲ့သတင်းအချက်တွေကိုဇူလိုင်လ20ရက်နေ့အထိမစ္စဟီလီဆွဆောင်တော်မှာဖြစ်တယ်လို့ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးယုံကထုတ်ပြန်ထားပါတယ်ခင်ဗျာမစ္စဟီလီယာရခိုင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တွေတဲ့အထိဖော်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံနေရာအတော်များများမှာလုံခြုံရေးဆိုင်ရာစွန့်ရတဲ့အခြေအနေတွေဖွံ့ဖြိုးလာတဲ့အထက်လူ့ခွင့်ရေးကိစ္စတွေအပေါ်မှာပါနောက်ဆက်တွဲတရားမှုရှိလာတဲ့အပေါ်အထူးဆိုရင်မြစ်တဲ့ဆိုပြီးမစ္စဟီလီကပြောပါတယ်ခင်ဗျာအထူးစီးပွားရေးဇုံတွေဆိုပြီးပေါ်ဆောင်တဲ့အရေးတွေမှာဒေသခံတွေရဲ့လူ့အခွင့်အရေးအခြေအနေတွေဘယ်လိုတိကျရတယ်လဲဆိုတာကိုပါအခု12ရက်ခရီးစဉ်အတွင်းမစ္စဟီလီလေ့လာတော့ဖို့ရှိပါတယ်ခင်ဗျာချမ်းကျင်တဲ့မစ္စဟီလီပေါ်ရောက်လို့တဲ့နေရာတချို့ကိုမြန်မာအစိုးရကလုံခြုံရေးအကြောင်းပြချက်နဲ့ငင်းပြတာပြီးဖြစ်တယ်လို့မစ္စဟီလီကဆိုပါတယ်ခင်ဗျာအခုတကောက်ခရီးစဉ်အတွင်းထွက်ရှိချက်တွေကိုအခုအောက်တိုဘာလတဲ့ကျင်းပမှုကုလသမဂ္ဂအထွေထွေညီလာခံမှာမစ္စဟီလီကအသင်္ကန်းသာတင်သွင်းတော့မှာဖြစ်ပါတယ်ခင်ဗျာအကန့်ပဲနဲ့တော့ဒီမီဒီယာကိုချစ်ချိုးအပ်ပေးတူတိုင်းအလုံးကိုအထူးချက်သို့တင်ရှိပါရခင်ဗျာ